သမုဒ္ဒရာရဲ့အောက်မှာရှိတဲ့နဂါးကိုရှာနဂါးဆိုတာဂလုံရဲ့အစကိုအဲ့ဒီလိုနီးနဲ့သမုဒ္ဒရာကြီးကိုနှစ်ဖြာကွဲအောင်အတောင်မှန်နဲ့ရိုက်ခတ်ပြီးတော့ပေါ်လာတဲ့နဂါးကိုအမိကနေပြီးတော့တခါတည်းဆွဲသွားတာအဲ့ဒါနဂါးကမသေးဘဲနဲ့ဂလုံရဲ့ခြေသေးကြကနေတူးလို့တွဲလောင်းပါသွားတာအဲ့ဒီမှာဂလုံကဘေကိုဥတည်ပြီးတော့ပြန်လဲဆိုတော့ဦးဇင်းတို့ဘုရားလောင်းရှိတဲ့လက်ပံပင်ကြီးကိုဥတည်ပြီးတော့ပြန်လာအဲ့ဒီလက်ပံပင်မောကိုတင်းပြီးတော့သူကစားနေကြအဲ့ဒီလိုပြန်တော့ဘယ်ကိုဖြတ်ရလဲဆိုတော့ဦးဇင်းတို့ဟိမွန်တာတောကိုဖြတ်ရတယ်အဲ့ဒီမှာဂလုံကအောက်ကသစ်ပင်တွေနဲ့မလွတ်တလွတ်ပြန်သွားတာအဲ့ဒါအောက်ကနဂါးကလေဂလုံရဲ့တသေးကြားကနေပြီးတော့သစ်ပင်တွေကိုထိခိုက်ပြီးတော့အဲ့ဒါတိုက်ပြီးတော့ပါသွားတာအဲ့ဒါနဂါးကလည်းသေပြီးနဲ့သိပ်ကြောက်တဲ့အတွက်ကြောင့်သူကလည်းအကြံထုတ်ရင်းနဲ့လိုက်သွားတာအဲ့ဒါတဏှာရောက်တော့သစ်ပင်တစ်ပင်ကလည်းတော်တော်ရှိ